ပန်းချိုးသူဟာပန်းပွင့်တပွင့်ရဲ့အလှကိုသာမြင်တယ်ပန်းပြိုးသူဟာပန်းခင်းတခင်းလုံးရဲ့အလှကိုမြင်တယ်ပန်းများကိုရနံ့ကြောင့်တန်ဖိုးထားကြပါလူတို့ကိုတော့ကိုကျင့်သိက္ခာကြောင့်တန်ဖိုးထားကြပါတယ်ကိုတန်ဖိုးရှိစေခြင်းရင်ကိုကျင့်သိက္ခာကောင်းအောင်စောင့်ထိန်ပါတကယ်တော့ကံကောင်းတာတွေခြေရာပြန်ကောက်ရင်မှန်တာတွေးမှန်တာပြောမှန်တာလုပ်ခဲ့လို့သာဖြစ်ပါတယ်များလုပ်လို့မြန်လုပ်လို့မဟုတ်ပါဘူးအကယ်၍ကိုကမှန်အောင်နေပြီးသူများကမှားနေရင်လဲနားလည်ပေးနိုင်ရမယ်နော်